30နဲ့ဖလီဖုန်းတွေကြားထဲမှာတက္ကနိုကဘာကြောင့်လူကြိုက်အများများလာရဖလီဖုန်းလမ်းသားတွေကိုသုံးကြည့်မိမယ်ဈေးတွေကိုကြည့်ပြီးတော့လက်တော့နေပြီလားဒီနေ့မှာတော့ price တန်တန်နဲ့ premium လို့အပြည့်အဝပေးနိုင်မယ်တက္ကနို Phantom B Flip 2လေးအကြောင်းကိုကျွန်တော်နည်းနည်းလေးပြပြပေးမယ်ပထမဆုံးဒီကောင်ကိုစခိုင်းလိုက်တာနဲ့အနောက်က Eco Leather Design ကြောင့်ခိုင်ရတဲ့အပိုင်းမှာတော်တော်လေးစမတ်ကြတယ်အဓိကချက်ဆုံးပိုင်းကအပြင်ကာဘာစခရင်ပြ3.64 inch ဆိုတော့တော်တော်လေးကြီးတယ်ဖုန်းကိုအမြဲတမ်းလှန်ဖွင့်နေစရာမလိုတော့ဘဲနဲ့အပြင်စခရင်ကနေပြီးတော့ software တော်တော်များများကို AC သုံးလို့ရတယ်အတွင်းမျက်နှာပြင်ကလည်းကျွန်တော်တို့6.67 inch Lipo AMOLED 120Hz ဆိုတော့ရုပ်ထက်အရေးသေးကဆိုပြပြီးတော့စခရင်ဆွဲရတဲ့အပိုင်းမှာလည်းစမှုဖြစ်တယ် performance အပိုင်းမှာ Dimensity 6020 chipset ကိုသုံးပေးထားပြီးတော့ RAM 826နဲ့ရမယ်ပုံမှန် user တယောက်အနေနဲ့ social media သုံးမယ် multitasking လုပ်မယ်အဲ့လောက်ကတော့ AC သုံးလို့ရတဲ့အထက်မှာပါတယ်heavy gain တွေအတွက်တိကျထုတ်ပေးတာမျိုးမဟုတ်ပေမဲ့လည်းတာမယ် gain တွေကိုတော့ AC ဆုံးလို့ရတဲ့အထက်မှာပါတယ်ကင်မရာအိမ်မှာအနောက်က main camera ရော ultra wide ကိုရောနှစ်မျိုးစလုံး50 megapixel သုံးပေးတာဖြစ်တဲ့အတွက်အတော်လေးမိုက်တယ်ဖလီဖုန်းဖြစ်တဲ့အတွက် connect creator တွေအတွက်ဆိုလို့ရှိရင် try မလို့တော့ဘဲနဲ့ဖုန်းကိုဇွဲပေါ်တင်ပြီးတော့မလောက်ရိုက်မလား selfie ရိုက်မလားတကယ်ကိုအသုံးတက်မယ်ဖုန်းလုံးလို့ပြောလို့ရတယ်ဗျာဈေးနှုန်းဆက်ချစ်သိဝင်းကျင်နဲ့ feature အစုံလင်ရပြီးတော့ကျွန်တော်တို့ဖလီဖုန်းတွေကြားထဲမှာဆိုလို့ရှိရင် price to performance အကောင်းဆုံးဖုန်းတစ်လုံးလို့ပြောလို့ရတယ်ဗျာကျွန်တော်ခုပြပေးတဲ့ Tecno Phantom B Flip 2လေးကိုဝယ်ယူနေလို့ရှိရင်တော့ Galaxy Mobile ကိုအမြဲတမ်းလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာလိပ်စာလေးအနေနဲ့ကျွန်တော်တို့ပြင်မျိုးရွှေတစ်ချောင်းနဲ့ပြည်လက်ကဆိုရှိ Galaxy Mobile ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ